ဝဲလာတယ်နာစံဒါနာအောင်မြင်တဲ့ဆွေးနွေးပွဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါဆက်ရောက်လာကြတဲ့ဒီတိုင်းလာတော့များချင်းပြည်နယ်ညမျိုးဟာရည်ရထားတယ်ဗဒါရေးကောင်းတော်များနောက်ကျွန်တော်တို့ဘောကန်တဲ့ဆက်ရက်မှာတို့ရဲ့ဘောကန်တဲ့ပုဂ္ဂိုလ်များနိုင်ငံကဘက်များမှာအတွင်းဒီဥပ္ပပေါ်နေတာအဲဒီမှာအများကြီးတွေ့နေကြကျွန်တော်ရဲ့ဒီနေ့ကမှရဲ့တရားများအားလုံးမင်္ဂလာပါလို့ပြောနေစတဲ့ပါဒီနေ့ကတော့ကျွန်တော်ပြောင်းစုဒီညရင်တဲ့ပေါ်ဆောင်လေးလုံးတော်ပြည့်ရဲ့ကျေဥပဒေများဖွဲ့တဲ့ဆွေးနွေးပွဲဖြစ်ပါတယ်ဒီဆွေးနွေးပွဲကိုလည်းကျွန်တော်တို့ဒီမှာဒီနေ့ရဲ့ထုတ်ပြထားတဲ့လောကကြီးထဲမှာတစ်ဖက်တော့သူကြရကျွန်တော်ရှင်းပါတော့ပါဒီမှာကျွန်တော်တို့အခုတော့တဲ့ကျွန်တော်တို့ကျောင်းစုငန်းပေါ်ပြီးပေါ်လာပါတဲ့အဖွဲ့တွေကျွန်တော်ဒီချက်ပြောမှာဖြစ်ပါတယ်ကျွန်တော်ကပဲနာမည်လေးတော့ပြပါဖြစ်ပါတယ်အချိန်ကိုခရီးဖြစ်တော့ကျွန်တော်ချင်းလိမ့်ဆက်တော့ကျွန်တော်ညာဘက်မှာထိတ်ဆုံးမှထိုင်တာတော့တော်တွဲပူဖြစ်ပါတယ်သို့တော်ပုံစံလေးဖြစ်ပါတယ်ပြီးကက်ခင်ညာဖြစ်ပါတယ်နောက်စိန်မောဘူးကျော်ဆိုးဝင်ဖြစ်ပါတယ်နောက်တိုင်းဘုတော့အောင်ဆိုးဖြစ်ပါတယ်နောက်ဒီကြားတိုင်းဘုတော့ဘုလုံးအောင်ဖြစ်ပါတယ်နောက်ဝကြီးကိုမြင့်ဖြစ်ပါတယ်နောက်တမတော်ကာကွယ်ရေးချုပ်ကအာလာကိုပြောလိုက်တဲ့ဒီအပေါ်ကြီးကြီးကာကွယ်ရေးဝန်ကြီးဌာနဖြစ်ပါတယ်ကျွန်တော်တော့ပေါ့နေဖြစ်ပါတယ်ကျွန်တော်ဘယ်လိုမှဘူးလို့တော့ဘာဝပေါ့ကြီးဝန်ကြီးဌာနကိုဖြစ်ပါတယ်နောက်ဒါညာရဲ့ဒီဒီကျုပ်ကြုံချန်ဆိုင်တယ်နောက်တော့ကျွန်တော်တို့ကြည့်ဖို့ကျွန်တော်တို့လက်တာလည်းမလို့လည်းဆောင်းနေတယ်ကျုပ်ဆောင်ဖြစ်ပါတယ်နောက်တော့ပြည့်ရှိနေလို့ဘုံဘုံဖြစ်ပါတယ်နောက်ပြန်နေလို့ဝင်ပြီးတောင်းဝင်တောင်းပါနောက်တော့ဒီမှာဆက်တာစမောတာနောက်ဒီမှာဆက်တာဘုရားမောင်ကြီးသူတို့ကတော့ဒီပါကြီးရဲ့စံပေးရာရှိတာဖြစ်တယ်စံပေးရာဖြစ်တဲ့တောင်းဆက်ဆောင်တယ်ကြောက်တော့ဒီမှာတော့ကျွန်တော်ဒီလိုစီးပွားပွဲကိုကျွန်တော်နေနေဆိုရင်တော့ကျွန်တော်တာဝန်စပြီးသွားတဲ့ဆရာစာတွေဒါတော့ရှင်းချိန်တော့စီးပွားပွဲသွားတယ်ခုချိန်တော့စီးပွားရေးကျွန်တော်တို့တက်ဖြစ်ပါတယ်အဲ့ဒီစီးပွားရေးရဲ့တိုးတက်မှုကြောင့်လို့တစ်ဆင့်နဲ့တစ်ဆင့်တိုးတက်လာတဲ့အခါမှာခုဆိုရင်တော့စီးပွားရေးအားလုံးစီးပွားရေးတိုင်းရဲ့စီးပွားမျိုးဒီလောကကြီးထဲမှာတော့စပါးခွင့်ရရှိခဲ့ပါတယ်ဒါအသိဝန်တော်ကောင်းတဲ့ချက်ဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ဒီမှာထောက်ကြည့်ကြောင်းစီးပွားရေးနဲ့ပြည်တော်ပြည်ရအများကြီးဖြစ်ပါတယ်ဒါရီကလည်းမှာလို့တဲ့ဒီမှာလို့တဲ့ဒီမှာတော့စိတ်ငြိမ်တော့ပြတယ်အဲ့ဒီမှာကြားတဲ့သူကြားလာတော့တော့သူကတာဝန်နဲ့တော့ဆွေးနွေးနေကြပါတယ်သူတာဝန်ဘာတွေရှိခါလို့တော့ဆွေးနွေးနေကြပါတယ်မလာဆက်ပြမှာကျွန်တော်တို့ဆောင်းဝင်မှာလုပ်တဲ့ဆွေးမှာတော့ဆွေးမှတ်တမ်းတော့ဆုံးနိုင်နေပါတယ်အဲ့ဒီမှာကျွန်တော်ကြားတဲ့နေကြတော့ဘုံဘုံချင်းချင်းလာကျွန်တော်ပြန်ပြီးဖွင့်နိုင်တယ်ဒါအောင်ပြီးတော့တွေ့ကြရပါတယ်တိုက်ပွဲတွေလည်းမရှိတော့ငြိမ်းချမ်းသွားတာကိုတွေ့ရတဲ့အတွက်ဒါလည်းကျွန်တော်တို့ကဘာလို့ဖြစ်တာသုံးသပ်ပြီးဖြစ်နေလို့ဆိုတာကိုကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီနေ့ရှိဖို့ပဲဟာလဲကျွန်တော်တို့ကဲရဲ့ဆိုပါလို့ကြားမှာငြိမ်းချမ်းရေးချိုးပမ်းမှုများနဲ့တမိုင်းပတ်တိုက်မှုတွေနဲ့
ဖြစ်လာတဲ့မြတ်ပွဲဖြစ်နေဆိုတာလေးကိုကျွန်တော်သိကြရပါတယ်ဒီဆွေးနွေးနေတဲ့ရတာကောင်းတွေရရှိနေတယ်ကျွန်တော်ဓာတ်လုံးကြီးတော်လေးဆောင်ကြပါပါတယ်အဲ့တော့ဒီအစည်းအဝေးမှာဆွေးနွေးရုံနဲ့ကျွန်တော်ကြထားမှာပေါ့တိုင်းသားတွေအားလုံးတောင်းဆိုတဲ့နိုင်ငံရေးပြုစုဆွေးနွေးပွဲ policy တဲ့ dialogue ကိုကျွန်တော်မဖြစ်မီဆောင်ရွက်သွားပြီးနိုင်ငံတော်အစိုးရနဲ့ဆောင်ရွက်သွားပြီးဒါကြရအောင်ဖြစ်ပေါ်တယ်ဒါကိုဆက်လက်ဆောင်ရွက်သွားပြီးဆိုတာလည်းကျွန်တော်ကဒီနေ့ပြောကြပါမယ်ကျွန်တော်တို့ဒီမှာဒီ AI ကိုရင်းနဲ့ကျွန်တော်တို့ဆွေးနွေးလို့ပြီးတော့အောင်မြင်ရရတယ်နိုင်ငံတော်သားရတော့ဂျုံနာဆိုလိုက်တော့တိုင်းရင်းသားတွေအားလုံးပေါင်းတဲ့တိုင်းရင်းသားတွေအားလုံးနဲ့ဒီလိုမှာကျွန်တော်တို့အလုံးစုံသိက္ခာကျသေးဆိုရဲလက်မှတ်ယူပွဲချုပ်ကကျင်းပဖို့တဲ့စိတ်အားဆက်ဆံရရှိတာ။ဒါလည်းကျွန်တော်တင်ပြရပါတယ်။ဒီလိုလိုက်တော့မှကျင်းပနေအောင်ကျွန်တော်တို့ဘက်ဆောင်တဲ့စီတောင်းလေးတင်ပြရပါတယ်။အဲ့တော့ကျွန်တော်နိုင်ငံရေးဆွေးနွေးပွဲကိုဆက်လုပ်တဲ့အခါမှာလည်းpolitical dialogue framework ဒီရောက်အောင်ကျွန်တော်ပြင်ဆင်နေပါဘူး။မရှိတဲ့ UNFC ဖွဲ့တဲ့ကျွန်တော်ကတမင်ဆွေးနွေးဖြစ်ပါတယ်။ UNFC ကိုလည်း political dialogue framework ကိုရေးဆွဲနေပါတယ်။ကျွန်တော်လည်းရေးဆွဲပါတယ်။တန်းတဲ့အဖွဲ့အစည်းတွေလည်းရေးဆွဲနေပါတယ်။ဒါတွေဒီနေ့ပြတာမှာ political dialogue framework ရပြတာမှာအဲ framework ကိုအခြေခံပြတာ political dialogue ကိုကျွန်တော်ဆက်လက်ဆောင်ရွက်သွားမယ်ကျွန်တော်လည်းကျွန်တော်ပြင်ပြပါမယ်။အဲ့တော့ကျွန်တော်လည်း framework ပြကြလို့ရှိရင်တရားစုတွေအားလုံးပါဝင်တဲ့ပြည်သူ့ဆွေးနွေးပွဲတစ်ခုကိုလုပ်ဖို့အတွက်လည်းကျွန်တော်ကတနာကြီးပြောတဲ့ပမာဆင်ပြရဆင်တက်ရဆင်ဒီလိုစဉ်းစားကြည့်မှာနောက်ဆုံးစင်မှာပြည်သူ့ဆွေးနွေးပွဲတစ်ခုကိုဆက်လက်ဆောင်ရွက်မယ်ဆိုတာလည်းပြောထားပါတယ်ဒီလိုဆောင်ရွက်တဲ့အခါမှာလည်းပြင်လုံးကိုကျွန်တော်လည်းလုပ်ပါအောင်ပြင်လုံးစိတ်ဓာတ်ကိုအခြေခံတဲ့ဒီဆွေးနွေးပွဲဖြစ်အောင်လည်းကျွန်တော်တို့ကပို့ပေါ်ထားပါတယ်ဒါကိုပြောပြီးဆောင်ရွက်နေတယ်ဆိုတာလည်းကျွန်တော်သင်ပြပါပါတယ်အဲ့တော့ကျွန်တော်တို့ဒီအစိုးရလက်ထက်မှာတော့ဟုတ်လားလုပ်ငန်းပမာဏတွေသိများပါတယ်ကျွန်တော်တို့ကသူတွေကြောင်းလေးဒီလုပ်ရတာဖြစ်တဲ့အတွက်economic မှာလည်း reform လုပ်ရတာ political reform လုပ်ရတာဒီလို transition ကိစ္စတွေလည်းကျွန်တော်ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘိုင်းဒီလုပ်တဲ့ peace process ကိုလုပ်နိုင်သလောက်တော့ရအောင်ကျွန်တော်လုပ်ပါမယ်အကယ်၍လုပ်ပြတဲ့အခါမှာပြီးတဲ့လောက်လည်းပြောရမယ်2015ခုနှစ်မှာကျွန်တော်တို့ဒီ election လာလို့ရှိရင်အဲဒီတော့ကိုဆိုးကတက်လာပါဒီဆိုးအောင်လည်းသူတို့ဒီနဲ့ဆက်လုပ်သွားမယ်ဆက်ကိုလုပ်ရမယ်ဆိုတဲ့ဥစ္စာမျိုးပြောင်းကျွန်တော်ကဒီလိုအတွက်ကြောင့်ပြည့်တယ်မှာဖြစ်ပါတယ်ဒါလေးကိုလည်းကျွန်တော်ကပြင်ပြပါတယ်ဒီလိုတော့ဆိုးရနေမယ်လို့မဟုတ်ပါဘူးအကယ်မပြီးရင်ကြံနေပြီးရင်ဒါလေးလည်းတော့ဆက်လုပ်မယ်ဆိုတာလေးကိုပြင်ပြပါတယ်နောက်ကျွန်တော်တို့ဆိုးရနေတဲ့ဒီဆိုးပွဲတွေနဲ့ပတ်သက်ပြီးတော့ကန့်သက်ချက်မှာထားပါကျွန်တော်တို့ဘက်ကတိုင်းသားတွေအားလုံးတောင်းဆိုတဲ့ရန်ကြီးခွင့်ရရှိကိုယ်ပိုင်ထုတ်ခွင့်ပြရမှုရရှိဒါရီအားလုံးနဲ့ပတ်သက်တဲ့တော့မှအကန့်အသတ်မှထားရှိလို့ဆိုတာလေးတွေတော့မှပြပြပါတယ်အဲ့တော့ဒီဆိုလို့ကြားတာတော့ဒီနေ့ဆိုဟုတ်လားကျွန်တော်ကဝေးဒီကသူ့ရဲ့အာဏာကိုသူ့ရဲ့ဒီလေးကဖြစ်တဲ့အတွက်ကျွန်တော်ကဝေးသူ့ကိုယ်တဲ့တဲ့အတွက်စားတယ်ပါတယ်ဘုံလုံးကလည်းအရှင်းပြောင်းတော့ဆောင်းသွားပြီးတောင်းလည်းပြပြပါတယ်ကျွန်တော်အထုတ်နေနဲ့ပြောချင်တာကတော့ဒီလိုပြည့်စုံလုံးနဲ့ပပေါင်းစုံနဲ့ဖြစ်စင်လာခဲ့တာဖြစ်တယ်။နောက်ဒီကိုကြီးကလည်းအခုလုပ်တဲ့စပွေးခံမှာဒီလုံးပြန်လည်းအောင်မြင်ဖို့အချိန်မှန်းနဲ့စောင့်ထားတဲ့ညာဖြစ်ပါတယ်။ဒီချက်တွေကိုအားလုံးကိုကြည့်ရင်ဒီရတဲ့ဒီလူတွေဆိုတာဆိုရင်ကျွန်တော်တို့ကြိုတင်အကြောင်းကြားထားပဲလေ။ငါဒီတော့9000နဲ့ရှိတာလည်းတွေ့ရပါတယ်။အားလုံးကလည်းဒီငြိမ်းချမ်းရေးကိုထူလာနေတာပါ။ဒါကြောင့်ဒီဥစ္စာကျွန်တော်ဒီဆွေးနွေးပွဲရနေအောင်မြင်တဲ့ agreement တွေပေါ့အောင်မြင်တဲ့ agreement တွေတော့ပေါ်လာနေတယ်ဆိုတာကျွန်တော်နေခိုင်မာကြည့်ပါတယ်။တယောက်လာတဲ့ဒီအားလုံးကိုဒီကြောင်းကျွန်တော်ပြောကြပါတယ်။ဟိုသူတို့ပြတာမှာကျွန်တော်ကဒီပြည်ပြည်ဆိုလို့ဆက်ပါတာတော့မှာပါတယ်။နောက်ပြီးတော့ကဝင်းကြီးပါဥမဆုံးတဲ့ပုံမြင်နောက်ဒီကျုပ်ဒီမကျုံကန်ဆိုင်ကျွန်တော်အားလုံး9ယောက်တော့မှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။မင်္ဂလာပါလို့ပြောချင်တာကတော့ကသရာဘူးဒီရဘူးဖြစ်တာ
ဒီကနေ့ဆွေးနွေးပွဲမှာကျွန်တော်တို့ခုလိုတရားရေးပတ်နေအင်းရှင်းစာပြန်လဲပြီးတော့မှသုံးပြခွင့်ရတယ်။အဲဒီပဲမှန်တာ။အဲ့တော့ဒီကနေ့မလာစတဲ့စနေဆွေးနွေးမှုရလာနေတယ်။ချင်းပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ဒီကြီးနားမြို့ကျွန်တော်တို့ဒီလိုတွေပြန်လဲသုံးပြကြတာ။အဲ့တော့ချက်စားကိုရှင်းစေမုန်းတာကိုကိုယ်စေဆိုတဲ့စကားတိုင်းနဲ့အားလည်းမှုယုံကြည်မှုတွေဒီစောက်နိုင်ခဲ့လို့လည်းပဲအခုလူတွေဒီမချင်းတဲ့ဖြစ်တာဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်အနေနဲ့အခုပြောကြားလို့လည်းဆက်ဆက်ရှိတယ်။ခုနကတော့ကျွန်တော်တို့ဒီညရေးပေါ်ဆောင်ရေးကော်မတီဒုတိယဥက္ကဋ္ဌဖြစ်တဲ့ဝန်ကြီးဦးအောင်မင်းနေနဲ့ပြောရတဲ့မှာဆက်ပြောတော့ဆက်ရှိပါတယ်။အဲ့ဒါကတော့ဒီနေ့ဆွေးနွေးပွဲမှာတမတော်ကာဝေးရုပ်ရဲ့ပူဇာကျွန်တော်အနေနဲ့တက်ရောက်ပြီးတော့မှတပ်ပိုင်းဆိုင်ရာဆွေးနွေးရတာဖြစ်ပါတယ်ဒီနေရာမှာလည်းပဲသူ့နေရာလေးတွေမှာအမှားယွင်းပါညာရှိမှဆိုလို့တိုင်းမှုတွေတောင်မှကျွန်တော်တို့မပြောတော့ပဲကျွန်တော်ပဲလူဝတ်တဲ့ချက်ပြီးတော့ပါလို့ပြောတယ်အဲဒါတမတော်ရုပ်ကမှာလိုက်အဲ့တော့ဒါကိုကြည့်လို့ရှိရင်ကျွန်တော်တို့တက်မတော်ပိုင်းအနေနဲ့လည်းပဲလောက်ကြည့်ဉာဏ်ရည်ကိုဘူလာတယ်ဆိုတာတယောက်လာတဲ့ကိုယ်တိုင်ကိုကြီးမသိမှဖြစ်ပါတယ်အဲ့တော့ဒီနေ့ဆွေးနွေးပွဲမှာကျွန်တော်ဒီနေ့တော့အဓိကကြတဲ့အချက်တွေကျွန်တော်အနေနဲ့ထုတ်လုပ်ပြီးတော့ပြောလို့ဒါကဘာလဲဆိုတော့အဲ့တော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးတဲ့အခါမှာအဲ့တော့ပြဿနာကိုဆွေးနွေးမှာလားအဖြစ်ကိုဆွေးနွေးမှာအဲ့တော့ပြဿနာကိုဆွေးနွေးမယ်ဆိုရင်တော့အဲ့ဒီပြဿနာမှာဒါအများကြီးရှိပါတယ်ရှင်းနေတယ်အများကြီးရှိပါတယ်အမှားတွေအမှန်တွေဟာလားတစ်ဖက်နဲ့တစ်ဖက်ဟုတ်လားပြောစရာတွေဝီရောဒီတွေဟာလားပြိပက္ခတွေဒါတွေအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့တွေကဒါအဖြေကိုပဲရှာဖို့ဒါရေးကြည့်ပါတယ်အဲ့တော့အဖြေကိုရှာမယ်ဆိုရင်တော့ကျွန်တော်တို့ကဒါအဖြေရတာရာပြီးသားပဲဖြစ်ပါတယ်နော်ဒီအဖြေရပါလဲဆိုတော့ဒါအပြစ်ခတ်ရစေညီညာရေးညီညာရေးမှာဒီကာဗလာညီညာရေးဆိုတာဒါအလုပ်ကြီးတယ်ဒီနေရာမှာနိုင်ငံတော်သမ္မတကြီးရဲ့ကြောကြားချက်တွေကိုကျွန်တော်ချက်ပြီးတော့ကြောကြားလိုပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီနေ့မပြီးပြတ်သေးတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတစ်ဖက်နဲ့တစ်ဖက်တန်ရုပ်ထိုးအပြစ်တင်ရုံနဲ့ပြစ်ခတ်တက်ခတ်မှုတွေဟာရည်ရည်သွားမှာဟုတ်ပါဘူးနိုင်ငံရေးကဆွေးနွေးညှိနှိုင်းနိုင်ဖို့အတွက်ပထမဆုံးပြစ်ခတ်တက်ခတ်မှုတွေရစဲဖို့လိုပါတယ်ဒီအတွက်ပြစ်ခတ်တက်ခတ်မှုတွေရစဲကြမယ်ဆိုရင်ခိုင်မာတဲ့အာမခံချက်ဂတိကိုယ်စီအပြန်အလှန်ထားရှိဖို့လိုပါတယ်ဆိုပြီးတော့ဒါမြင်ကြားခဲ့ဒီလိုမြင်ကြားချက်နဲ့ပဲအကြီးပဲကျွန်တော်တို့တွေ2013မတ်လ17စနစ်မှာဒီလူသမနိုင်ငံဆွေးနွေးမြို့မှာဆွေးနွေးတဲ့ဆွေးနွေးပွဲရလဒ်အနေနဲ့စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲများစတင်နိုင်ဆိုရဲအပြန်အလှန်နားလည်မှုလေးစားမှုယုံကြည်မှုများကိုအခြေခံပြီးခိုင်မာတဲ့ပြည့်ခတ်ရက်စမ်းနိုင်ရသည်ဖြစ်ဆောင်ရွက်သွားတဲ့သဘောတူညီတယ်ဆိုတဲ့ထုတ်ပြန်ကြေညာချက်ကိုထုတ်ပြန်နိုင်ခဲ့တဲ့အတွက်အဲ့ဒီမေလ12ရက်နေ့နောက်ပိုင်းမှာဆိုရင်ပြည်နယ်အတွင်းမှာတိုက်ပွဲတွေဖြစ်တဲ့လောက်ကျွန်တော်တို့ဖြစ်သွားတာကိုအားလုံးသိနေဖြစ်ပါတယ်သူတစ်ဖြင့်မြင်းကြီးနားဗမောလမ်းကြောင်းကိုပြန်လဲဖွင့်လှစ်နိုင်ခဲ့ပြီးတော့ပြည်သူလူထုကလည်းပဲစိတ်ချမ်းသာစွာနဲ့ဒီနေ့ဗမောမြင်းကြီးနားတန်းဆိုရင်ဒါအခုကိုသွားလာနေတာတွေ့ရပါတယ်အခုဒီနေ့တရားလာကြတဲ့ကိုယ်တွေတော်ကြီးတွေအနေနဲ့လည်းပဲလိုင်ကားနေပြီးတော့မှမြင်းကြီးနားဒါဆော့ဆော့မောမောဒါရောက်ခဲ့တဲ့အတွက်ဒီနေ့ကျွန်တော်တို့ချင်းပြည်နယ်ရဲ့ဘူမိနဲ့တန်နေရာမှာဖြစ်တဲ့အဲ့ဒါမနောခွင်းဘယ်ခမ်းမှာဒါပြင်ပအားလုံးဒီလိုဖြစ်ပါတယ်ဒီနေ့ဆွေးနွေးပွဲမှာကျွန်တော်တို့တွေသဘောထားမှန်ကန်စွာနဲ့အခုမှလင်းလင်းပဲဆွေးနွေးအဖြေရှာနိုင်မယ်လို့ဒါကျွန်တော်တို့လုပ်ကြည့်ပါလေဒီနေရာမှာတမတော်ရဲ့သဘောထားရက်ပြီးရက်နည်းနည်းရှင်းပြတယ်အဲ့တော့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတဲ့ဆွေးနွေးတဲ့အခါမှာဥဆောင်မှုရဲ့ပြုနိုင်ဖို့ဆိုပြီးတော့တရားသူငင်းချမ်းရေးပေါ်ဆောင်ရေးဘိုးကော်မတီမှာတမတော်ကာဝေးရုပ်ကဖွဲ့ဝင်နေတဲ့တော့တရားသူငင်းချမ်းရေးပေါ်ဆောင်ရေးလုပ်ငန်းကော်မတီမှာဒုတိယတမတော်ကာဝေးရုပ်ကဒုတိယဥက္ကဋ္ဌဖြစ်တော့သက်ဆိုင်ရာတိုင်းမှုတွေကအဖွဲ့ဝင်ဖြစ်တော့ပါဝင်ဆောင်ရွက်ရှိပါတယ်တမတော်အနေနဲ့ပြည်သူ့စည်းရုံးမှုတွေကိုဆောင်ရွက်ရမှာနှစ်ဦးနှစ်ဖက်အပြန်အလှန်
ယုံကြည်မှုတွေကိုကျိုးပန်းတည်ဆောက်ပြီးပြည့်စုံဆွေးနွေးမှုတွေဆက်လက်ဆောင်ရွက်သွားဖို့လည်းဒါသုံးဖြတ်ပြီးလည်းပဲဖြစ်ပါတယ် PIA အချင်းအဖွဲ့နဲ့လည်းပဲပြည်တော်စုဆွေးနွေးပွဲတွေကိုဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီးတော့နှစ်ဦးနှစ်ဖက်တိုက်ခိုက်မှုတွေလုံးဝဆုံးသက်စေမယ့်အပြီးသက်သဘောတူညီချက်ရအောင်ဆောင်ရွက်သွားဖို့လည်းပဲတန်ဋိဌာန်ချမှတ်ပြီးဖြစ်ကြောင်းကျွန်တော်တို့ပြောကြလို့တမန်တော်ကောင်းရေးချုပ်နေနဲ့လည်းပဲ2013ခုနှစ်မတ်လ29ရက်နေ့68နှစ်မြောက်တမန်တော်နေစီးပြခန္ဓာမှာဒီကုန်းပြောကြတဲ့အခါမှာထည့်သွင်းပြီးတော့ပြောကြခဲ့တာရှိပါတယ်။အဲ့ဒီမှာတမန်တော်ဟာငွေမုံကြီးပုဂ္ဂိုလ်ရေးမုံကြီးမှုများကြောင့်လက်နက်ကိုင်ရှင်မုံနေခြင်းပုတ်ကြောင်းနဲ့ဒုတာဝန်ရေးလုံးများကိုထိပါတဲ့ဒီဘူးမဆိုတမန်တော်မှာကာဝယ်ပေါင်းမှာဖြစ်ကြောင်းနိုင်ငံတရားကွန်ပျူတာတက်ရေးအတွက်ဒီနေ့အေဂျင့်မှုပါတော့မရှိမဖြစ်လိုအပ်တယ်။ဆိုရတဲ့ငင်းချမ်းရေးလူလားတယ်လို့ပဲတမန်တော်အနေနဲ့လည်းပဲငင်းချမ်းရေးကိုပို့ပြီးဖြစ်ပေါ်စေတယ်။နှစ်ဖက်ငင်းချမ်းရေးကိစ္စကိုတမန်တော်ကပဲဆောင်ရွက်ပြီးမရနိုင်တာကြောင့်နိုင်ငံတော်နဲ့တမန်တော်ရဲ့စိတ်ရင်းစေတနာမှန်ပြီးကမ်းလှမ်းတဲ့ငင်းချမ်းရေးသပွဲစီရောက်တယ်ဆိုရင်ပြန်ရှိနေတဲ့လက်နက်ကိုင်ပြိပခညာပြည်လေဒီနိုင်ငံလုံးငင်းချမ်းရေးရမှာမလွဲမသွေဖြစ်ပေါ်လာမှာဖြစ်ကြောင်းနိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်နေချိန်မှာဒီတိုင်းရင်းသားလူမျိုးပေါ်မှာမုံဒီစိတ်နဲ့ဆောင်ရွက်ခြင်းမရှိပဲလက်နက်ကင်ပြိပခပေါ်ဆောင်သူများကိုတိုက်ခိုက်နေခြင်းဖြစ်လို့လူမျိုးသုံးတပ်ဖြတ်မှု genocide ဆိုတာတမန်တော်တမိုင်းကြောင်းမှာလုံးဝမရှိခဲ့ကြောင်းထည့်သွင်းပြောကြားခဲ့တာအားလုံးသိရှိမှာဖြစ်ပါတယ်။အလားတူပဲ2013ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့တရားပြည်နယ်ကြီးစင်မှာလည်းပဲတမန်တော်ကာကွယ်ရေးကတခင်ပြည်ငယ်အေးချမ်းမှုမရှိတဲ့အတွက်နိုင်ငံတော်အစိုးရကစစ်မှန်တဲ့စီရင်စေတနာနဲ့ငြိမ်းချမ်းရေးကမ်းလှမ်းမှုများဆောင်ရွက်ခဲ့ပြီးတော့တမန်တော်အနေနဲ့လည်းပဲပါဝင်ဆောင်ရွက်ခဲ့တာကြောင့်ယခုခါမှာလက်နက်ကိုင်အဖွဲ့များငြိမ်းချမ်းရေးလမ်းကြောင်းမှာရောက်ရှိလာခဲ့ကြောင်းယခုခါမှာတရားပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုနဲ့တမန်တော်ကလည်းပဲနေလက်စေကူတာရေးအဖွဲ့တွေကိုဆက်လွတ်ပြီးတော့ဒေသခံတိုင်းရင်းသားတွေရဲ့ကျန်းမာရေးပြင်ဆင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းထာဝရငြိမ်းချမ်းရေးရရှိအောင်ဒေသခံတိုင်းရင်းသားတွေပူးပေါင်းဆောင်ရွက်သွားဖို့လိုကြောင်းတမန်တော်ကလည်းပဲပြည်သူ့ကြားမှာပေါ်ဖွာလာတဲ့ပြည်အောင်စုတမန်တော်သားများဖြစ်တဲ့အတွက်ကြောင့်မို့တိုင်းရင်းသားများရဲ့လူနေမှုကွာမြင်မအောင်ဝိုင်းဝန်းဆောင်ရွက်ပေးရမှာဖြစ်ကြောင်းဒါတွေကိုထည့်သွင်းပြောကြားခဲ့တယ်ဒီလိုပြောကြားတဲ့ဒီလိုရှိရင်ကျွန်တော်တို့တမန်တော်ကြီးခဲ့နေတယ်ပဲငင်းချမ်းရေးကိုသူအလေးထားဆောင်ရွက်နေတယ်သူစိတ်ဝင်စားတယ်ဟလာအခုပဲလူလားပါတယ်ဆိုတာကိုကျွန်တော်ဒီနေ့ချက်တင်ပြောကြလို့ပါလူမျိုးစုနေဘက်မှာတော့ခိုင်မာတဲ့အမကန်တဲ့ဂရိကိုအပြန်အလှန်ထားရှိဖို့အတွက်ဒါတည်ကြတဲ့ရေရတဲ့လုံလောက်တဲ့ဒါဝိမိတ်ရဖို့ဒါဆွေးနွေးကြမှာဖြစ်ပါတယ်နိုင်ငံတော်စိုးရအနေနဲ့လည်းပဲသာဝရငြိမ်းချမ်းရေးပေါ်ဆောင်မဲ့နိုင်ငံတော်ရဲ့လမ်းပြနေပုံဖြစ်တဲ့အဆင့်၃ဆင့်ဒါမှချမှတ်ပြီးတော့အကောင့်တွေပေါ်ရရှိပါတယ်။ဒါကြောင့်မို့လို့ဒီကနေ့ဆွေးနွေးမှုဟာပထမအဆင့်အနေနဲ့နိုင်ငံရေးအရဆွေးနွေးကြံမှုအပါအသေးပဲနဲ့ဟုတ်လားဒီအဆင့်အောင်မြင်ပြီးမယ်ဆိုလို့ရှိရင်ငြိမ်းချမ်းရေးကိုအမှန်တကယ်လူနာတဲ့ဒါစိတ်ရင်းစေတနာဒါကိုပဲကျွန်တော်တို့ဒီကနေ့ကြားရတာဖြစ်ပါတယ်။ဒီကတကံမှုတွေရက်စဲပြီးတော့နိုင်ငံရေးအဆွေးနွေးဖို့ဒါတစ်ခုနှစ်ဖက်ဒါသဘောတူညီမှုပါဒါဒီလိုမျိုးဖြစ်တာ။ဒီလိုသဘောတူညီမှုရမှာပဲကျန်တဲ့ဒုတိယအဆင့်တတိယအဆင့်ဒါတွေကိုဆက်လက်ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တွေအားလုံးပြည်တော်စုသားတွေအားလုံးအဲ့တော့ပြန်လာယုံကြည်မှုဓာတ်မီယူရှိမှုနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့နိုင်ငံတော်ရဲ့အခြေခံထောက်ခံမှုသုံးရပ်ကိုတည်ဆောက်နိုင်မှာပဲကျွန်တော်တို့တွေကညွှန်မှန်းထားတဲ့ဒီမိုကရေစီနိုင်ငံတော်တည်ရှိတတ်နိုင်မှာဖြစ်ပါတယ်။ဒါကခင်ဗျာဒေသအနေနဲ့လည်းပဲလက်နက်ကိုင်ပြိပခါပြီးတိုက်ခိုက်မှုတွေအဆုံးသတ်နိုင်ဖို့အတွက်စစ်ပွဲများမှဒီငြိမ်းချမ်းရေးစီတို့ဆိုတဲ့ from war to peace ဆိုတဲ့ဆောင်ပုဒ်နဲ့ဒီကျွန်တော်တို့အားလုံးဝိုင်းဝန်းတိုးပန်ဆောင်ရွက်သွားကြပါစို့လို့အလေးနဲ့တိုက်တွန်းဒီကုန်းထုတ်ပါတယ်အားလုံးပါအားလုံးမင်္ဂလာကြပါစေအပေါင်း
ဆုံးသက်အောင်လားဆိုတဲ့အတိုင်းတို့တို့နဲ့တို့ရင်းမြဖြစ်ကြပါမယ်ကျွန်တော်တို့ EIU ဟိုဒီကားဆောင်တဲ့ငင်းရိုင်းကိုယ်စားလှယ်တော်များများပေါ်နေပြီးတော့သူငင်းရိုင်းခေါ်ဆောင်တဲ့လုပ်ငန်းတော့ဒုတိယကသူဆောင်တဲ့ကျွန်တော်တို့ဖွဲ့အခုကျွန်တော်တို့ဖွဲ့တာကျွန်တော်တို့ဒီချင်းတိုင်းသားများရဲ့နှလုံးသွင်းဖို့ကြည့်တဲ့နေရာမှာကျွန်တော်တို့မျိုးမိမျိုးဖောက်များဖြစ်တဲ့ဘုံကြီးရှိလူများတော့ဘာသာရေးဒီဖွဲ့တိတိမှဆရာတော်ကြီးများကျွန်တော်တို့တိုင်းသားညီကိုနဲ့ကြိုင်ဖွဲ့စည်းတိတိရဲ့ရှေ့မှာကျွန်တော်တို့ပြောင်းတဲ့ပြောက်ပုံမှန်နေနဲ့ကျွန်တော်တို့စုံနဲ့တက်ကညီမထားတဲ့ညီမချက်ကိုပေါင်းမြောက်အောင်ကျွန်တော်တို့ရေးသားဆိုတော့ကျွန်တော်စူးစမ်းပြီးတော့ဆောင်ရွက်သွားကြဖို့ကျွန်တော်တို့ဆုံးဖြတ်တာပါလေဒီပေါ်မှာပြောချင်တာတော့ရှင်မိမိတို့ကိုစားပြထားတဲ့ဘက်ကပြီးတော့ဆွေးနွေးပွဲမှာပေါ်စီရရှိရေးအတွက်ကျိုးပန်းတဲ့အနေနဲ့ဉာဏ်ကြောက်စကားရနိုင်လူပြောဆိုတာသာသီရအောင်ဉာဏ်ကြောက်တက်ပတ်ပြောဆိုတာလို့ကျွန်တော်တို့တက်ပတ်ချင်းပြေးပြီးတော့ကျွန်တော်တို့ရဲ့လူသားချက်ကိုဒီလိုသာပုံမှန်နေကျွန်တော်တို့ဆွေးနွေးသွားလို့လည်းဆန္ဒရှိပါတယ်။တိုင်းသားများအဓိကလူသားတောင်းတနေတဲ့ကျွန်တော်တို့ကိုယ်ပိုင်ရထံခွင့်ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကျွန်တော်တို့လွတ်လပ်တဲ့ဒီလိုမျိုးစစ်ဒါဒီလိုပဲ Federal State ကိုဆောင်ရွက်တဲ့ကိုကျမကိုဖန်တီးနိုင်တဲ့စတဲ့ဒီလိုချက်တွေဟာကျွန်တော်တို့လက်ရှိနိုင်ငံတော်အစိုးရဘက်မှလည်းဒါတွေကိုကျွန်တော်တို့သုံးပြချုပ်ထိန်ထားဖို့အစီအစဉ်မရှိတော့တဲ့အကြောင်းကျွန်တော်တို့ဒါတွေကိုမူအားဖြင့်အားလုံးကျွန်တော်တို့သဘောတူထားပြီးဖြစ်တဲ့အကြောင်းဒါပေမဲ့အသေးစိတ်ပေါ်တဲ့နေရာမှာတော့ကျွန်တော်တို့ရင်းကြီးတောတောင်သဘာဝကျွန်တော်တို့လူမျိုးတိုင်းသားလူမျိုးတွေအတိအကျစိတ်နဲ့သဘောထားဒါတွေနဲ့ကြိုက်နေတဲ့စနစ်ကိုပဲကျွန်တော်တို့ကဝါကြဖို့ပဲဖြစ်တယ်ဆိုတော့တိုင်းသားများလိုအပ်တဲ့ဒါမြန်မာဖြစ်စက်ကလူလားတောင်းတနေတဲ့ကိုကျမကိုဖန်တီးနိုင်ခွင့်ဆိုတော့တန်းတူရည်တူခွင့်နော်ရောက်တော့ပြောက်ပြန်မှလေးစားဖို့ဒါတွေကကျွန်တော်တို့တက်ချန်လာတော့ပြင်ဒါလေးတွေကိုစနစ်တရားပဲလူများပွားနိုင်တယ်ဆိုတာညီလန်းညှိနှိုင်းရှာဖွေကြဖို့ဖြစ်တယ်။တမန်အဖြစ်တော့ဒါတွေကကျွန်တော်တို့ဘက်ကတော့သဘောတူပါတယ်ဆိုတဲ့အကြောင်းကကြိမ်ကြိမ်လည်းပြောပြီးဖြစ်တယ်။ဒီနေ့ပြောပြီးဖြစ်ပါတယ်။ဒီနေရာမှာပြောချင်တာတော့ဖြစ်ရင်ကျွန်တော်တို့တစ်ဖက်နဲ့တစ်ဖက်လက်နဲ့ကင်ပြီးတော့တိုက်နေခိုက်ကြတဲ့ကလာပတ်လို့ဒီလိုမျိုးတွေရှိနေတဲ့ကလာပတ်လို့ကျွန်တော်တို့စစ်မှန်တော့ဒီမှာမှအရှိဖြစ်တည်တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ဆိုတာရနိုင်မှာပုတ်ဘူးဆိုတာကျွန်တော်ပြောချင်ပါတယ်။ခါခွင့်တဲ့လို့ရှင်းနေပြီလို့ကျွန်တော်တို့အင်္ဂလန်နိုင်ငံနဲ့ Northern Ireland နဲ့ဖြစ်နေကြတဲ့ဂျာမန်ဖြစ်နေကြတဲ့ပြိပက္ခတွေခါခွင့်တဲ့လို့ပြောရသေးတာကြတယ်။ရှင်းနေအချိန်ကမိကုံရန်ကုန်တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်ကြပြီးတဲ့နောက်ရှင်းနေအချိန်ကတခုရောက်လာတဲ့ဖြစ်ကြတယ်။မှန်ကန်တဲ့ချင်းတစ်ခုရောက်လာတဲ့မှာတစ်ဖက်ကလည်းပဲဒါဟိုဘက်က Northern Ireland မြို့ချင်းများဘက်ကလည်းပဲတို့လူတွေဒီလိုတိုက်နေတာကြာပြီချိန်လုံးဒီလိုတိုက်ချင်အားဖြင့်တို့လူချင်းတွေမှန်းချက်ပေါင်းနိုင်ကြောင်းနိုင်ပါမလားဒီအင်္ဂလန်နိုင်ငံရဲ့စံတော်ကြီးကိုလည်းတို့ဒီလိုပဲလုပ်နေလို့အောင်နိုင်ပါမလားဆိုတော့တို့ချိန်မှတွေးတာကြပါလေတို့ဒီလိုတော့ပဲအင်္ဂလိပ်ဆိုရကလည်းတို့ဘလူသားကြီးဟုတ်လား Northern Ireland ကိုစားပြီးခါတဲ့မြို့ချစ်များကိုတို့ကျန်းကြီးနဲ့ပဲတိုက်ခိုက်နေတယ်ဆိုရင်တို့ဘယ်ချိန်မှများတို့အောင်နိုင်တယ်မအောင်နိုင်ဘူးဆိုတဲ့အဖြစ်ကိုတို့လည်းထုတ်လို့ရအောင်တစ်ဖက်စလုံးကဒုက္ခဆိုဒီတစ်ဖက်နဲ့တစ်ဖက်ဘယ်လိုတိုက်ခိုက်နေကြတာဒီမှာကျိုးတရားဆိုတာရှင်းနိုင်တယ်တို့သဘောပေါက်လာတဲ့အချိန်ခါမှာဆက်စံမှန်တော့ကျွန်တော်တို့ထိတ်ရအခြေခံသဘောတရားများကိုကျွန်တော်တို့ကရင်ဝယ်ပိုက်ပြီးတော့
叫那条这东西的呢，嘛呢就是有啥做呢？这种东西来给嘛，是东西不来的太嘛。我听见的呀，这个，今天还来那个说些，你们知道吗？天比比较，computer 比较，先空的，年轻的都那个哪里阿龙啊，我打哎呀就宣传的，如果啊，这个都那个的话，不要，如你阿牛嘛，如人家说些，先用嘛，如那个养分不的，上面那个那个一把地的，有些当地的呀，所以把你妈买嘛，皮，欧洲也买嘛，皮，这里几间的呀，但我有比较，都在这些是风景不tempo，都从那里家皮，喏，是吧？然后讲到说，有些那个皮，先看港务讲到说啊，那么多来看的，讲到说，没样的，讲到说，收盘那个，罗巴的说的讲，定价的，今年嘛，定价不了便宜。那么说啊，咱们说啊，这现在那边啊，难以来的人口啊，这个嘛，难以想的说了，你去吧。我在那我妈妈的，就那种咱们说的呀，比方，新丰路的偏的，我们那边没有。咱们说，就那种啊，就那种不是说啊，我咋地了？咱们说啊，在那那个可是地方，难以来的人口吧。特别是来兄弟多的人，不这个嘛的，那兄弟像那个你看西南的地方，特别叫说啊，今年青冈刚去的，不如青冈有嘛，那派，这看是西南哦，这看西庄的，兄弟哪比较，奶奶哪比较村里的工厂来不保，兄弟哪比较村里的工厂来不保，这本来说难度你们家说的，这个嘛南家的呢。然后在那里有节目，这东西呢，嘛呢，然后就专门做些，普通话，这个嘛呢，这看不着，这看西装的个讲的，讲的那个西衣服，三季的西衣，今年嘛表现哪了？这现在哪里了？没有嘛，对呀嘞，你参与过，都是今年嘛，今年有，基本上嘛都今年来说，风格怎么样？哦。这现在哪里嘛不搞？你呀，你那弟弟嘛是的，产品你呀，你那弟弟嘛是的，在哪里嘛那么样的？这现在那个在那边呢，假如呢，孙子过来我们不会，如一般嘛，谁什么说说，当啥技术这样的，特别，个把来有啥个？下面假如高边面那个嘛。如果你这个啥子，前在那边呢，假如说啊，人家一说的，说你会拉那，比如偏门的，啥都可以搞。人家那少来，你介绍这比如你看见了，偏的，那他们搞，假如怎么样，假如印度家的，假如因为他们刚刚呢，假如其他的南山州。多把嘞，然后这个股市公司在那里，第五差一个，分得对，第二三包，顺利这样的事情，然后顺利过呀，因为什么？然后农地方面那边，第三不缺乏嘞，然后苏瓦罗天，然后苏瓦说了，现年来他们上不高，现在古老要路线，然后阿龙啊，比多讲的多，也在那边别个，苗族别个标的家嘞。你过去跟这个屋里说的，然后你都在山上跑嘛，目的嘛，然后你比如说这的，然后咱们老说的，不啥比比的，然后啊，咱们老说的，天天背的，南疆我嘛，然后的，你们不是现在，啥地比较从家里说，咱们老说你的，他不把忘了。ကျွန်တော်တို့ကထားခဲ့တဲ့လူတွေသူ့အမွေဆက်ခံခဲ့တဲ့လူတွေလို့ပြောလို့လည်းရတယ်။သို့တော်လည်းပဲဒီဥစ္စာကာလတစ်ခုပါနော် next time ဆိုရင်ဒီလူလူကမိမိတို့ရင်းတဲ့နှလုံးနဲ့အသေးသေးမှရှိတဲ့ဆန္ဒအတိုင်းပဲဖြစ်ကြမှာဖြစ်ပါတယ်။အခုမှပြောမှဆိုရင်ကျွန်တော်တို့လက်ရှိဝင်းချုပ်ကြီးနောက်တစ်ချိန်ကျရင်ပုတ်ချင်မှာပေါ့နော်။တစ်ချိန်ဒီလူလူကမိမိတို့အသေးသေးကနှလုံးသေးက
用起靠看的对不对？你妈不求不了，也天天呢，我就说就上天堂嘛，对吧？如果这样的，就是说不弄人家用妈妈去，就是说呢，不拿标的知道吧？这不属于行，就是说的比方，那么毕竟嘛，因为他妈业绩的，像人家西路人要业绩了，就是说我偏门的少钱的，都包偏嘛，家里头就是说，因为他妈这差。好了，现在不知道这块的新关系嘛，给你的，后面就嘛，都谁刚写的了，我先看不到，多少没说不到平均，现在那新农民就有了，那么偏门的原来的就那个用起的，一个的就那个一个老苗，就那个干干的嘛的，就那个干了，谁刚写的了，先看不到，村里不再嘛的，就这样子嘛的，就是这嘛的。အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဦးလုံးမြင့်ဖြစ်ပါတယ်ကျွန်တော်ပြည်တော်စုဝန်ကြီးဝင်းမြင့်တဲ့ရေကောင်ဝန်ကြီးဌာနရင်းနှီးပေါ်တော်ရေးဖွဲ့အဖွဲ့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့နှစ်ပတ်ဆွေးနွေးပွဲအဖွဲ့အစည်းများမှာတက်ရောက်လာတဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးကိုတော့ခေကြားလာလို့တက်ရောက်လာတဲ့ဧည့်သည်တော်တွေအားလုံးကိုတော့သတင်းမီဒီယာအဖွဲ့များအားလုံးကိုတော့ချမ်းသာတဲ့မှာသူတို့ရေးရတဲ့သူကြီးဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်အားလုံးစိတ်ချမ်းသာနေသူကျမ်းမာနေတဲ့ဇလုံးတော်ရည်ပြုကြပါစေစုမုံကောင်းတော်လူခွင့်ဆက်တာပါဗျာကျွန်တော်တို့နိုင်ငံတကာဖြစ်စဉ်တွေမှာတော့အဝန်းကျင်ဖြစ်စဉ်တွေမှာတော့ကျွန်တော်တို့ဒေတာရှိရတဲ့အနေအထားအရမှာဒီလိုဆွေးနွေးကြတယ်ဆိုတဲ့အခြေအနေတွေဘာလို့ချိန်ခါရတယ်ဆိုအဓိကအားဖြင့်မြို့သားအကျိုးစီးပွားကိုအခြေခံပြီးကြတာဖြစ်ပါတယ်အဲ့တော့ဒီလိုဆွေးနွေးကြတဲ့အခါမှာအကဲခဲတွေပြဿနာတွေကိုဘယ်လိုရှင်းရှင်းပြီးဆွေးနွေးနေလဲဆိုတာကိုတော့ဒီလိုအကြောင်းပြကြရတယ်ဆိုမှာကျွန်တော်တို့ယုံကြည်ထားတဲ့အရေးအမှန်ကန်နေတဲ့အချက်တစ်ချက်ကတော့စေတနာဆိုတာပြောပြမသွားပါဘူးအဲ့တော့ဘယ်လိုစေတနာထားမလဲဆိုတဲ့ဟာကိုပြီးတော့ကျွန်တော်ဒေတာကြည့်မယ်ကျွန်တော်တို့နိုင်ငံရဲ့လွတ်လပ်ရေးရပြီးတဲ့နောက်မှာပြဿနာတွေဒီလိုပဲအကျဉ်းချင်းဖြေရှင်းခဲ့ကြပါဖြေရှင်းခဲ့ကြတော့1958ခုနှစ်ဒေါ်လာ6ရက်ရှိရနေမှာဒီလိုဆွေးနွေးပွဲကျင်းပတာဆိုတော့အဲ့ဒီတော့ကပြည်သူတရားတော်မှာဒေသထိုက်တဲ့လွတ်လပ်ရေးကျွမ်းမှုတမိုင်းမှာလည်းတမိုင်းဝင်ဖြစ်ခဲ့တဲ့ဆရာကြီးတခင်ကိုတော်ပိုင်းကနေပြီးတော့မှပြောခဲ့တာရှိပါတယ်။နှစ်ဖက်အတင်းမှမှုဆိုကြရှင်းရှင်းပြည်ပြည်တဲ့လူတွေနဲ့ဆွေးနွေးနေတာညာပြည်ရဲ့လူ့ဘောက်တာလူသားလူ့ဘောက်တာမှုတွေပါဒီနေ့ရအောင်ပြည်လာအောင်တဲ့လူတွေလာကိုမှတ်ရရှိတယ်။ဓမ္မတော်ဒီဟာဖွဲ့ပြီးတော့ကျူတော့ကြောက်ကြည့်ရပါတယ်။ဒါတော့ဒါလည်းကျွန်တော်တို့ကကျွေးကြတဲ့အခါမှာပြောနေတော့စဉ်းစားတာဆိုတာနားလည်ဒီကဒီရတာလည်းနားလျှောက်လို့ဒီကပြုတ်ချင်းပြီးတော့အားလုံးနဲ့အကျဉ်းပြီးဖြစ်ပါသူတို့အားလုံးလည်းသူတို့ကကျွန်တော်လိုက်ပေါ်တာအောင်တာတော့ကျွန်တော်လည်းဆက်တော့သူတို့ပေါ်ကျွန်တော်လည်းလိုက်တော့အောင်ဒီမှာဒီလိုစကားကြီးကျွန်တော်လည်းကျွန်တော်တစ်ချိန်လိုပြောနေရတယ်ဆိုတော့သူမိရတာစူတောင်းပေးမယ်စူတောင်းပေးရုံနဲ့တော့မရပါဘူးအဲ့တော့ကျွန်တော်တို့ကတေးကြအကုန်လုံးပြည်သူတွေရဲ့အပေါ်မှာစေတနာတွေထားပြီးတော့ယူသားကြတယ်ဘာလို့ချေကမ်းဆရာကြီးတွေကိုတော့မရဘာလေးစကားပုံလေးပြီးသွားတယ်သူမနာကိုမနာဆိုလက်ရှိခေတ်တဲ့စကားနဲ့ပြောတော့ဝင်းပေါ့နောက်တစ်ပတ်ကလေးအကျိုးရှိမဲ့ရလဒ်တွေကိုရအောင်ဆွေးနွေးကြတယ်နားစရာရှိရင်လည်းလွမ်းစရာလေးတွေဖြေရအောင်ကျွန်တော်တို့အမှန်တခင်ခဲ့တဲ့ညီကိုတွေဖြစ်ပါလားကျွန်တော်တို့ဉာဏ်ချင်းဆိုင်ပြီးတဲ့လူတွေအားလုံးဒါအကုန်လုံးနဲ့အမှတ်တရရှိကြမောင်နှမတွေညီကိုတွေဖြစ်ခဲ့ကြတယ်ကျွန်တော်တို့ရိုးရင်းချင်းစီကိုဖောက်ကြည့်မယ်ဆိုရင်အကုန်လုံးကဒီနေကိုစစ်ကြည့်တယ်ကျွန်တော်တို့အခုပြောနေတဲ့ဟာတခန်းလုံးမှာရှိတဲ့လူတွေတယောက်မှနားမလည်လို့မပါတာကဒါကျွန်တော်တို့ကတကယ်ညီကိုတွေတွေးရင်းနေဆိုတာတက်တည်ကြနေတာအဲ့တော့ကျွန်တော်တို့တွေရဲ့ဆွေးနွေးမဲ့ဥစ္စာတွေကိုဟုတ်လားကျွန်တော်တို့အချင်းဒီမှာရှိတဲ့ပြည်သားတွေကျွန်တော်တို့မြန်မာနိုင်ငံမှာမီတင်းတွေရတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံးနဲ့တက်ရောက်နေကြတယ်အားလုံးကဒေလာပြီးတော့မှကြည့်ပြီးတော့မှနမူနာယူပြီးတော့မှအောင်မြင်တဲ့အောင်မြင်တဲ့ခိုင်မာတဲ့ခိုင်မာတဲ့သာဝရညီငယ်ရေးရအောင်ကျွန်တော်တို့တွေကစိတ်ကူကိုယ်လူနဲ့စေတနာတူနဲ့ထားကြတာထားပြီးတော့ဆွေးနွေးကြပါမယ်လို့ကျွန်တော်အနေနဲ့စန္ဒပြုပြီးရိုးချိုးရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတော်ပါအားလုံးအားလုံး
ကောင်းတဲ့ပြည်စုံချက်ပါဒီနေ့ဒီတောင်စုအဆက်ငင်းချမ်းရေးလုပ်ငန်းကော်မတီနဲ့ကေအိုကကိုယ်တိုင်များပြည်စုံဆွေးနွေးပွဲမှာတယောက်လာကြတဲ့တာဝန်ရှိသူအတီးတီးတယောက်လာကြတဲ့ပုဂ္ဂိုလ်များအတီးတီးဝေးရကြမှာချင်းစိတ်ရချက်တာတဲ့ပြည်ပြည်စုံကြပါစေလို့ဆိုတာကျွန်တော်ဆုလို့တောင်းပါတယ်ကျွန်တော်တို့အချင်းပြည်နယ်အစိုးရအဖွဲ့စတင်ပြီးမှတာဝန်ထမ်းဆောင်ကစားပြီးဒီနေ့အချိန်ထိကျွန်တော်ဝန်ကြီးချုပ်အနေနဲ့တော့ကျွန်တော်တို့အချင်းပြည်နယ်အစိုးရအဖွဲ့နေနဲ့တော့ကျွန်တော်တို့အချင်းပြည်နယ်အတွင်းမှာရှိနေကြတယ်မိဒီနေရာမှာရှိနေမိဒီတိုင်းသားလူမျိုးတွေဖြစ်ပါစေမိဒီဘာသာပဲကိုယ်ွယ်